နော်အဲ့မှာကျွန်တော်တို့ဒီတက်ပေါ်တဲ့ပရိုက်တာဘွဲတွေကျွန်တော်တို့ဒီခုကမှဒီလိုမျိုးပူပေါင်းဆောင်ရွက်ပြီးတော့လိုအပ်တဲ့နေရာလိုအပ်တဲ့တောက်လိုအပ်တဲ့ပုံစံလေးတွေတက်နိုင်တဲ့နေရာကနေလူငယ်လူရွယ်တွေသူတို့ဆက်စပ်တမဲ့ဒီဆောင်ရွက်ပေးနေတာပဲဗျနော်မိတော့ကတော့လက်ရှိနေတာမိတော့ကတော့မှမငြိမ်းသေးပါဘူးတော့မီးထိန်နေတာတော့ပြီးသွားပြီအခြားကုသဆက်နေရာတော့မရှိတော့ဘူးနော်အခြားကုသနေမရှိတော့ဘူးတဲ့မှာကျွန်တော်တို့လောင်စာတောက်များကိုလောင်ကျွမ်းနေတယ်ကျွန်တော်တို့အဲ့ဒါကိုမြန်မာနိုင်ငံရမိသက်တပ်ဖွဲ့နဲ့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရမိသက်တပ်ဖွဲ့စေနာရှင်ပရိုက်တာညီကိုလူမှုကူညီရေးအသင်းဖွဲ့များကျွန်တော်တိသက်မိသက်တပ်ဖွဲ့များအားလုံးပူးပေါင်းပြီးတော့ငြိမ်းသက်ပေးနေပါတယ်နော်ဟုတ်ကဲ့ကျွန်တော်တို့တက်နိုင်တဲ့ဘက်ကတက်နိုင်တဲ့ကျွန်တော်တို့မီးဆက်လေးနဲ့စလိုက်လေးနဲ့လေးနဲ့ပေးတာလေကျွန်တော်တို့ရှေ့မှာငြိမ်းသက်တဲ့အဖွဲ့ကငြိမ်းသက်နေပါတယ်နော်ဒါလက်ရှိကျွန်တော်တို့ဒီစလိုက်ကိုလေနည်းနည်းလေးဆက်နေလေဟိုပါဘူးအဲ့တော့မှဒါလူတွေပုံကြီးကြည့်နေဟုတ်ကဲ့ဆက်နေလေးပဲဆက်အဲ့ဒါကောင်းဆက်နေလေးပဲဆိုဟိုလိုမျိုးနည်းနည်းလေးပဲရောင်းလေးပဲကျွန်တော်ပြမယ်โอเคဟိုရပြီဟိုအဲ့ဟိုနောက်โอเคကျွန်တော်ခုလိုမျိုးပဲတက်နိုင်ဘက်ကတက်နိုင်တဲ့နေရာလေးမှာတက်နိုင်တဲ့ဘူးပေါင်းလို့ပြီးတော့ဒီကကျွန်တော်တို့73စီတောင်းဝင်ဖြည့်လာတာကျွန်တော်တို့ဈေးကဘာမင်္ဂလာတော့ဈေးကဘာစက်မှုဆောင်အဲထဲကကျွန်တော်ဒီဘက်မှာကြားကိုတော်လို့ပြောတယ်ဗျကြားကိုတော်